ရခမဖြစ်သူကတားကိုတော့မကြောက်တော့ပဲတရားရုံးမှာချွေးမဘက်ကနေတက်တီထွက်ပြေးလိုက်တယ်။ချွေးမဟာအိမ်ထောင်ကြပြီးကတည်းကရခမနှစ်ယောက်ကိုတယောက်တည်းပြုစုဆောင်ရှောက်ခဲ့ပြီးဘယ်တော့မှမငြင်းညူခဲ့ဘူး။ဒါပေမဲ့တားဖြစ်သူကပတ်စံရလာပြီးနောက်မိမနဲ့ကလေးကိုနှိပ်စက်လာခဲ့တယ်။တရားရုံးကိုမလာနိုင်အောင်တော့ချွေးမကိုကြိုးတုပ်ပြီးအခန်းထဲမှာပိတ်ထားခဲ့တာကိုအဖေကတရားသူကြီးရှေ့မှာအကုန်ဖော်ထုတ်လိုက်တယ်။တားကဒေါသထွက်ပြီးအဖေနဲ့ချွေးမကြားမတင်တော်တဲ့ဆက်ဆံရေးရှိတယ်လို့အရှက်မရှိဆွဆွဲလိုက်တဲ့အခါအဖေကတားကိုလုံးဝစိတ်ကုံသွားပြီးငါမှမင်းတို့သားမရှိတော့ဘူးလို့ပြက်ပြက်တသားပြောလိုက်တယ်။ပြီးတော့နောက်ဆုံးမှာအရေးကြီးတဲ့တက်တွေဖြစ်တဲ့သူတို့နှစ်ယောက်တရားဝင်လက်ထပ်ခဲ့ကြောင်းတက်တည်ပြတဲ့လက်ထပ်စာချုပ်နဲ့လက်ပွေကိုထုတ်ပြလိုက်တယ်။တရားရုံးမှာအရေးကြီးတဲ့တက်တွေကိုတင်ပြလိုက်တဲ့အခါအမျိုးသားရဲ့အိမ်ထောင်ရေးမှတ်တမ်းအမှန်ကိုဖော်ထုတ်နိုင်သွားတယ်။အထောက်အထားတွေခိုင်လုံနေတာကြောင့်သူ့ဘက်ကလည်းညင်းလို့မရတော့ပဲအပြစ်ရှိကြောင်းဝန်ခံလိုက်တယ်။သူကမိမကိုငိုယိုပြီးခွင့်လွှတ်ပေးဖို့တောင်းဆိုတယ်။ငါတို့နှစ်ယောက်9နှစ်တောင်အတူနေခဲ့ကြတာမို့အဲ့ဒီတန်ရောစင်ကိုကြည့်ပြီးအမှုမတင်ဖို့တောင်းဆိုခဲ့တယ်။ထောင်ကျသွားရင်တမီးရဲ့အနာဂတ်ပါထိခိုက်မယ်လို့လည်းချင်းချောက်တလို့ပြောလာတယ်။ဒါပေမဲ့သူမကပြပြတတညင်းလိုက်တယ်။ငါသမီးရဲ့အနာဂတ်ကအပြစ်ရှိတဲ့လူကိုကောက်ွယ်ပေးပြီးရလာစရာမလိုဘူးလို့ပြန်ပြောလိုက်တယ်။အဲ့ဒီနောက်သူမကသူနဲ့လက်ထပ်ခဲ့တဲ့နှစ်တွေကိုပြန်တတိယပေးမဲ့ပိုနာကျင်စရာကောင်းတာကကိုချစ်ခဲ့တဲ့လူဟာမှတ်တမ်းအတုလို့တက်သေးတွေကိုပတ်စံပေးငါပြီးလူတစ်ယောက်ကိုတောင်ပြန်ပေးဆွဲခဲ့တဲ့အကြမ်းဖက်လူတစ်ယောက်ဖြစ်နေခဲ့တာကိုသိလိုက်ရတာပါ။သူကနောက်ဆုံးမှာသူ့ကိုထောင်ချရင်သူ့အဖေလည်းဒုက္ခရောက်မယ်သူမပါပျက်စီးသွားမယ်လို့ပြန်ချင်းချောက်ပေမဲ့သူမကလုံးဝမကြောက်တော့ပဲပျက်စီးရင်လည်းပျက်စီးပါစေငါမိသားစုကိုပြန်တည်ဆောက်နိုင်တယ်ဒါပေမဲ့တကယ်အပြစ်သားကိုတော့ခွင့်မလွတ်ဘူးလူတန်းဟာကိုယ့်လုပ်ရဲ့အတွက်ကိုယ်တိုင်တာဝန်ယူရမယ်လို့ပြက်ပြက်တသားပြောလိုက်တယ်သူကငါမှအပြစ်မရှိဘူးငါထောင်ထဲမဝင်ဘူးလို့အဟစ်ညင်းဆန်နေပေမဲ့နောက်ဆုံးတရားရုံးကအမှုကိုပြန်လဲစီရင်ပြီးအိမ်ထောင်တစ်ခုရှိမှုမှတ်တမ်းအတူလုံးမှုလူပြန်ပေးဆွဲမှုနဲ့ငွေညှစ်မှုတွေကိုပါထည့်သွင်းစဉ်းစားလိုက်တယ်တက်တရားလုံးခံလုံတာကြောင့်သူ့ကိုထောင်ဒဏ်3နှစ်ချမှတ်လိုက်တယ်တရားရုံးကချွေးမဖြစ်သူကိုနောက်ဆုံးပြောစရာရှိသေးလားလို့မေးတဲ့အခါသူမကကျမသူ့ကိုအမှုဆက်တင်မယ်လို့ပြပြတသားပြောလိုက်တယ်ရွာသားတွေကသူမဟာတယောက်တည်းဖြစ်ပြီးပတ်စံလည်းမရှိအာဏာလည်းမရှိတာကြောင့်သူ့ကိုမနိုင်ဘူးလို့သားကြပေမဲ့သူမကမတရားတာကိုလက်မခံနိုင်ခဲ့ဘူးသူမကသူ့အတွက်ခီးစိတ်ရှာပေးခဲ့တယ်သူ့မိဘတွေကိုလည်းပြုစုခဲ့တယ်အဲ့ဒါတွေဟာသူ့ပတ်စံကိုမျောလင်းလို့မဟုတ်ပဲကိုယ့်ရဲ့ဂတိနဲ့ကိုယ့်တိတ်ခါကိုတန်ဖိုးထားလို့ဖြစ်တယ်သူကသူမကိုတစ္ဆာဖောက်ခဲ့ပေမဲ့သူမကတော့ကိုယ့်ဘက်ကတစ္ဆာမဖောက်ခဲ့ဘူးဒီနေ့တရားမျှတမှုကိုရှာတာကလည်းသူ့ကိုအပြစ်ပေးခြင်းလို့ထက်ကိုယ့်ကိုတစ္ဆာဖောက်တဲ့သူဟာကိုယ့်လုပ်ရဲ့အတွက်တာဝန်ယူစေခြင်းလို့ဖြစ်တယ်နောက်ဆုံးမှာသူမဘက်ကအနိုင်ရပြီးတရားမျှတမှုကိုရရှိခဲ့တယ်ဒါပေမဲ့အမှုကဒီမှာတင်မပြီးပါဘူးသူမကဖခင်ဖြစ်သူရဲ့လက်ပေးမှုနဲ့မှတ်တမ်းအတူလုပ်မှုဆိုင်ရာတက်တွေအားလုံးကိုပါတရားရုံးကိုတင်ပြလိုက်တယ်။အမှုအပြီးမှာသူကဘယ်ကိုသွားရမလဲမသိတော့ဘူးလို့ပြောရင်သမီးလေးတယောက်ကိုပဲကိုယ့်ရဲ့မိသားစုအဖြစ်ကြံတော့တယ်လို့ဆိုတယ်။သူမထွက်ခွာဖို့လဲလိုက်တဲ့အချိန်မှာတော့နောက်ကနေမသွားပါနဲ့လို့တားလိုက်တဲ့အတန်တခုပေါ်လာတယ်။